ကြာဆိုင်ငါရပြီဗျပြီးတော့မို့ရှော့တီတုတ်လေးပါလေဝယ်ပစုံချော်လေးနဲ့ငါထဲနေနော်ရင်းပြုတ်အမဆေးရကြည့်ရကြည့်နေမွေရှင်ကျမကြာဆိုင်ငါလေးတပွဲရှောက်တီတုတ်လေးတပွဲလောက်ပါရစေရမယ်ရစေရမယ်ဒီရှော့တီတုတ်လေးဘာမှမရှိပြီဖဲချင်းတီဦးလေနိုင်မမပတ်ဖုန်းနဲ့ကြည့်မှရမှာပဲဒီချိန်တတကိုရီးယားမှာအလုပ်ဆင်းပြီတော့ကျုပ်ကိုဗီဒီယိုခေါ်နေကြခေါ်လိုက်အောင်မယ်တတအိမ်မှာခေါ်လို့မရဘူးလားမသိဘူးခိုင်လာလုတ်ပြီတတရေနဲဦးမမြင်ရလားနဲတားလို့ဆင်းပြီလားနဲပင်မနေတော့မှာပဲငါသားလေးတော့ဒီမှာကြာဆိုင်ငါလာစားနေတာတားရဲ့ဒီမှာဒါနဲ့တတကြာဆိုင်ငါကိုကိုရီးယားလိုဘယ်လိုခေါ်တော့ကြာဆိုင်ဟင်းကကြာဆိုင်ဟင်းကကြောင့်ကိုရီးယားလိုတန်းညောင်းမျိုးလေးလားမသိဘူးအခုတန်းညောင်းမျိုးထင်တာပဲအေးတားတော့ကိုရီးယားဆိုင်မင်းခေါ်တော့ပါဦးတတတတိယနေတာဒါလည်းဦးမကိုတတိယနေတာဒီမဲ့တားပိုးလိုက်တဲ့ပတ်စံနေရရသိလားငါကြည့်ဆွဲကြိုးလေးတောင်လောက်ထားသေးတယ်မြင်လားဒီမလေးဆွဲကြိုးဒီနေ့ကျမကန်ချားနေတော့မတားလေးသုံးတော့ဆင်ပြေတယ်ကိုကြည့်ဖို့မနေနဲ့သိလားနေကောင်းအောင်လေးနေအောင်ဒီမှာတာအာကြီးမမို့လေကိုတလန်းကျော်ကလေဒီမှာအာကြီးမမို့တော့မို့လို့ပြောလိုက်ရပါတယ်ခမရလဲတတကိုရီးယားမှာမို့လို့ပါတော်ကလဲဒီမှာအာကြီးမရဲ့တူမလည်းရောက်နေတာဒီမှာခိုင်မအောင်ဒီမှာစစ်စရာလေးကြည့်အောင်ရောက်နေတာတော်ရောက်နေတာအေးကုန်မယ်တောက်အောင်ရနောက်မှကြွားအပေါင်းနောက်မှပြောလို့အေးပါအမေစားလိုက်အောင်မနော်တာအေးလိမ္မာလိုက်တာငါသားလေးအေးဒီသားလေးရမ်းလိမ္မာတာရစားပါစားပါမယ်ဆောင်းလို့အလုံးမရှိကြိုင်မရှိတရကွက်လုံးပချွားနော်အားဆရာကြီးဟုတ်တိုင်းအဲ့ဒီမှာသူအတန်ချိတ်စားတာနည်းနည်းကြွားမများငါကြည့်ရအောင်တော့ခါကြရုံးပိနဲ့ The next day တော်မရဲ့အတုတ်ကလေးပလုတ်ကလေးလောက်ပါအောင်တော့ဘာစားလို့စားမှန်းကိုမသိဘူးလေဒီနေ့စောစီအတုတ်တွေအကုန်စားခြင်းကြာစံချက်ရှိရပဲစားမလားရှိရထက်တော်မအားပေးခြင်းလို့ဒါလာတာတလမ်းပေးစားရေးစားတာတိတ်မကြိုက်ရှင်ဘူးရဲ့စားနဲ့လေအဲ့ဆိုလဲလုပ်ပါညီရလဲဒါနဲ့တော်မပြောရအောင်မယ်သိလားကြွားပြောလို့ sorry ပြောတပြန်လာတော့မှာတဲ့သူ့မေကတော့ကျင်လို့တဲ့တော်ကြီးဗီဒီယိုကောနဲ့လှမ်းကတော့လို့မရဘူးလားတဲ့အဲ့ဒါပြောတာရဲ့ပြန်မလာပါနဲ့လေပြန်စီဒီကုံပါတယ်လို့ပြောတာကိုပြန်လာပြီးတော့အမေကိုကတော့ကျင်လာတဲ့တော်ကြီးအဲ့ဒါပြန်လာတော့မှသိလားဟုတ်နာပေါ့ရလာပါစကားပြောရအောင်တမယာသည်နမဲလာပါအောင်ဟုတ်ကလေးမဖုံးနေထားခဲ့ပြန်ပြီပျောက်သွားဒုက္ခညီတူမောက်လေဒီတိုင်းမထားနဲ့လေကိုရီးယားစာလေးပါလေတင်းပြီးလှုပ်ဖို့အဲ့လိုလှုပ်လေကလေးတိုးတက်ကြောင်းမပိတ်ထားနဲ့လေညီကလည်းကျောက်ကအဲ့လိုဆက်တွေရှိတာမဘူးပြီးတော်သားကျုပ်တူမမိန်းကလေးစိတ်မချဘူးရဲ့အဲ့လိုကတော့မလေးညီနဲ့လမ်းလက်ကောင်တုတ်ဆိုင်ဖွင့်ထားပြီးတော့ခင်းနောက်ကြချက်ဖုံးတလုံးကင်ထားပြီးတော့ Facebook မှာအတင်းပြောရုံတော်ဆုံးလောက်3မိနစ်နဲ့လေဒီမှာငါပြမယ်ဒီမဲ့လာကြည့်မယ်ဒီမှာအန်နီကိုရီးယားတင်တန်းကြောင့်ပိတ်follower 1 million လောက်ရှိရနော်နင်းသားအဲ့နဲ့သွားလားဟုတ်ပါတော့ EPS ဆောင်ပေးပွဲဖြည့်ပြီးရနဲ့ယောက်ျားလေးတွေမကောက်မိန်းကလေးတွေပါဝန်ဆောင်မှုလုပ်ငန်းနဲ့လုပ်လို့ရအောင်လုပ်ပေးရတော့ဟုတ်လားEPS ဆိုဘာကြီးတော့employment permit system ကိုရီးယားတူမြန်မာကြီးတူကြီးအစိုးရချင်းချိန်ပြီးတော့ပို့ပေးတာပဲဟန်ကြတာအဲ့လို10တန်းနေပါလေမအောင်လဲသွားလို့ရတာလားနင်သားလိုမျိုးယောက်ျားလေးဆိုရင်တော့10တန်းမအောင်လဲရတယ်မိန်းကလေးကတော့10တန်းအောင်မှရမယ်ကျမရေးစစ်အောင်ရပြီပေါ့ဒါမဲ့တင်တန်းကြီးတွေပါလေမတက်နိုင်ပါဘူးဟဲ့4သိန်းပဲဟဲ့လားအဲ့ဆိုတော့ဟန်ကြနော်မလေးတခါသွင်းပြီးရနဲ့ကိုရီးယားမရောက်မချင်းအဲ့ဒါတက်ပြီးတော့ပဲတင်တန်းစင်ပြေတယ်ဆုံးတော့4သိန်းဝန်းကျင်ဆိုတော့တာဆိုရင်တင်တန်းမှာအမှတ်ပြရလို့တင်တန်းကြီးတပြားမှမကုန်ဘူးတော့ပြန်ပြီးစုချတာတို့ကအမှတ်ပြမရလဲအောင်တဲ့လူတိုင်းကိုစုချသေးတာတော့ဟ
ဟာလား မောက်ကနော် မိုက်တယ်နေပါဦးကွာအော် EPS ကိုရီးယားတင်တန်းပြင်အလုပ်လုပ်ရင်းနဲ့ပညာတော်တင်လဲတွားလို့ရတယ်တော့ ဟာလားဟန်ကြချက်အေး4သိန်းဝန်းကျင်နော် ဟုတ်ပါ မတက်မချင်းမသွားမချင်းလဲတင်ပေးအောင်မ ဟုတ်တယ် ဆိုတော့ကျုပ်တူမတော့ကျုပ်ကတော့ အချိန်မဆွဲနဲ့ဒီတူမကိုအဲ့ဒါမြန်တာ မလေးမျက်စိထဲမှာဟေးဝဝင်းနဲ့စောက်တောက်ကြာဟင်းကလည်းအေးနေမတော့ အေးအဲ့ဒါအချိန်မဆွဲ စောက်မစာ အေးပို့လိုက်နော်ညီတူမကို The next day. ဒမွေရေဒီမှာကျမသားကိုရီးယားပြန်လာပြီတော့ ဒီမှာမလားငါဆေးရ အညိုအေးညိုအညိုဆို ဒီမှာကြည့်ပါဦးတော့ကျမသားကိုကြည့်ပါဦးကိုရီးယားမှာနေကြလို့လားမသိဘူးအသားလေးပြူလာပြီးတော့ကိုရီးယားမင်းသားဂူဂျိုပြိုးနေတော့တူလာတယ်လို့ပဲ ဘာစားမှာတော့တသား တာပါစမ်း ရေရရတယ် ကြာဆိုင်ဟင်းငါရတယ်ဒေါ်မောကကြာဆိုင်ငါရှစ် ဟေးကိုရီးယားပြန်လာဆိုစပိုင်စီကျွေးမယ်တို့ကစပိုင်စီတမိလန်တိတ်ကစပိုင်စီလေးတော့ဝယ်ပေးလိုက်တော့ အညနဲဟိုကဂျာဆိုင်ငါလည်းစားမယ်ခင်ချနာ အော်အေးဟုတ်ပြီစားရစေမယ်ပတ်စံမပေးနဲ့နော်ဒီနေ့ကတော့တက်ကျွေးမှာ နဲကိုမစမီတာအချင်းမမ ဒီရဲ့သဘောတွေကောင်းနေတာတော့တသားရဲ့စားပါလေးစား မရှိစမီတာ အမပြောပါတယ်ဒေါ်မွန်းလည်းရကောင်းပါတယ်လို့ လားတသား နဲเลมอนจะเสียဟိုတက်မြာလေးလေးပေးပါ အေးတံပြန်သေးတယ်ဆောင်မ အိုးပေးပါဦးတသားကိုတံမြာသီးလေးလက်ပါလေးရင်းလေးလက်ပါ စားလို့ကောင်းလားဥပါ အိုမေးနေတာတသားဟိုဘက်ရက်ကွက်ကထမင်းစားဖို့ဖိတ်ထားသေးရဲ့လေဒေါ်မွန်းရေမေးတာဟိုဘက်ရက်ကွက်ကထမင်းစားဖိတ်ထားလို့သွားလိုက်အောင်မေလာ ချက်ကမင်းချက် အာပြီးမှနောက်မှလာအားပေးမယ်နော်ဒေါ်မွန်းအေးနောက်မှအားပေးမယ်လာအားရတာ တလာလဲအောင်နော်အနီမိုနာကိုအေးဖုန်ကြည့်ပါစေတက်ရှိပါစေကိုအောင်မင်းအောင်ပေါင်းရပါစေကိုရီးယားမှာလဲလိမ့်မမနေနော်ငါတူမကြားလား မမုန်းတို့မြန်ကန်ကောင်းကြဟဲ့တူတူမပတ်စံတစ်ချက်မှမကုန်မနဲ့ကိုရီးယားရောက်သွားတော့ ဟုတ်ပါအေးကန်ကောင်းနဲ့ပြောရမှာပဲ ကိုရီးယားစကားပြောတတ်ပြီလား မလီမပူပါဘူးအေးသူ့လျာတင်ပေးလိုက်မယ်သူ့လျာ NE တင်နန်းကြောင်းထွက်မလီသူ့လျာနာတင်လိုက်မယ်လူတွေကတော့အဲ့ဒါပဲသူကန်နဲ့သူလာတာ ဥမဟိုဒီတလလေးဒါအိုမောင်ကိုပတ်စံနဲ့မကြောနိုင်သေးလို့လေလုံးချီပြီးတော့ပဲကြောလိုက်မယ်နော် အေးရတယ်တာရတယ်အေးတာတို့လည်းမရအဆင်ပြေပြီးတာပါပဲမိတို့မပုံနဲ့ရတယ်အေး ရပါဥမကြောနော် တော်သားကဗါတဲ့တော့ အော်တို့လည်းညာခါစားဆိုတော့ဒီလအမေကိုလှမ်းမကြော့နိုင်ဘူးဆိုတဲ့အကြောင်းပြောတာတော့ရေး အေးပေါ်အမို့လက်ထက်ကဗါကြီးတော့နောက်လေးဒီနောက် အမလေးကိုရီးယားတူမကိုရီးယားရောက်တာတလားမပြေသေးဘူးအလုတ်မဝင်ရသေးဘူးအတော်အိုင်ဖုန်းနောက်ဆုံးမှာဖစ်ပတင်းပရိုမအကင်စေခြင်းလို့ဇွတ်ဝယ်ရကောင်းစေပတ်စံလွဲလာလို့မှတူမတို့လင်မယားစိတ်ချမ်းသာအောင်လို့သောက်ဝယ်ပြီးကင်ပေးတာဗီဒီယိုကောပြောခြင်းလို့တဲ့အတော်နဲ့ဘာမှမဟုတ်ဘူးအဲ့ဒါ မင်္ဂလာပါရှင် EPS နဲ့ကိုရီးယားကိုပဲအလုပ်သွားမလား D4 D2 နဲ့ကိုရီးယားကိုပညာသွားသင်မလားအကောင်းဆုံးပညာရေးဝန်ဆောင်မှုပေးနေတော့တာဝန်ယူမှုတာဝန်ခံမှုအပြည့်ရှိသော Nazareth Education အနည်းသင်တန်းကျောင်းရှိပါတယ်ရှင် EPS ဆိုတာဘာလဲဆိုခါကြတော့ Employment Permit System Korea and Myanmar G2G အစိုးရချင်းချိတ်ဆက်ပြီးတော့လုပ်သားပို့ပေးသောစနစ်ဖြစ်ပါတယ်ရှင် D4 ဆိုတာကတော့ Korean Language Program D2 ဆိုတာကတော့ Degree Program ဖြစ်ပါတယ်ရှင် EPS ရဲ့သတ်မှတ်ချက်များကတော့အမျိုးသားနဲ့အမျိုးသမီး18နှစ်မှ39နှစ်အောက်ဖြစ်ရမည်ဖြစ်ပြီးတော့အမျိုးသားများမှာ10တန်းမအောင်လဲရပြီးအမျိုးသမီးများကတော့10တန်းအောင်ရမည်ဖြစ်ပါတယ်ရှင်ကာလာဘလိုင်းမရှိရပါဘူးရှင်။ကျန်းမာရေးကောင်းသူဖြစ်ရမည်ဖြစ်ပြီးတော့သင်တန်းမတက်ခင်ဆေးကြိုဆေးရပါမည်ရှင်။ D4 ရဲ့သတ်မှတ်ချက်ကတော့10တန်းအောင်သူတိုင်းသွားလို့ရပြီး D2 သတ်မှတ်ချက်ကတော့10တန်းအောင်ပြီး Topic Level 3ဒါမှမဟုတ်
IELTS 5.5 အနည်းဆုံးရှိရမည်ဖြစ်ပါတယ်ရှင်။ EPS ကိုရီးယားအမျိုးသားတွေမကအမျိုးသမီးများလည်းဝန်ဆောင်မှုလုပ်ငန်းနဲ့တရားဝင်အလုပ်သွားလို့ရနေပြီဖြစ်ပါတယ်ရှင်။ EPS ကိုရီးယားတင်နန်းမှာဆိုရင်၄သိန်းကျော်ကျပ်တဲ့ကြားတင်ပြီဖြစ်ပြီးတော့လတိုင်း discount များစွာပေးနေပါသေးတယ်ရှင်။တင်နန်းကြီး၄သိန်းဝန်းကျင်နဲ့ကိုရီးယားရောက်တဲ့အထိတာဝန်ယူပေးမည်ဖြစ်ပြီးတော့တင်နန်းကြီးတစ်ခါသွင်းပြီးရနဲ့ကိုရီးယားမသွားမချင်းတယောက်ခွင့်ရှိပါတယ်ရှင်။ EPS စာမှုပွဲကြီးမှာအမှတ်ပြရသူတိုင်းတင်နန်းကြီးအကုန်ပြန်အမ်းပြီးတော့အမှတ်ပြမရလဲအောင်သူတိုင်းကိုစုချဂုဏ်ပြုပါတယ်ရှင်။ EPS စာမှုပွဲကြလဲ free ပြန်တက်ခွင့်ရပါတယ်ရှင်။နောက်ပြီးတော့ EPS ကိုရီးယားတင်နန်းအပြင်ကိုရီးယားမှာအလုပ်လုပ်ရင်းပညာတော်သင်သွားလို့လည်းရပါပြီရှင်။ကိုရီးယားမှာစာသွားသင်ခြင်းလဲအန်နီမှာအတန်ဆုံး service fees ဖြင့်အကောင်းဆုံးပညာရေးဝန်ဆောင်မှုကိုပေးနေပါပြီရှင်။ကိုရီးယားမှာပညာသင်သွားခြင်းသူများအတွက်အန်နီမှာ preparation class ဖြစ်သည့် Korean 4 skill အတန်းများကိုလည်းသင်တန်းကြီး2သိန်းကျော်လေးနဲ့လာတက်လို့ရပါပြီရှင်။ NE ကိုရီးယားသင်တန်းကျောင်းရဲ့1 million follower ရှိသော Facebook page ကနေစုံစမ်းနိုင်ပြီးတော့ TikTok အကောင့်မှာလည်းစုံစမ်းတက်ရောက်နိုင်ပါတယ်ရှင်။